တကယ်လို့မင်းကကြက်သားကြီးစားဖို့အတွက်ဂျင်ဆောက်ရုံနဲ့လုံလောက်တယ်လို့ထင်နေတော့ဆိုရင်တော့မင်းကိုပို့ပြီးထွားလာစေတယ်လို့မင်းကြိုးစားသမျှအရာအလုံးကိုလည်းဖျက်ဆီးပြနိုင်တဲ့အရာတခုကိုမင်းမေ့နေတာပဲအလေးမတာကမင်းရဲ့ကြက်သားတွေကိုပြိုကွဲစေအောင်ပါပဲတကယ်တမ်းကြီးထွားဖို့ဆိုရင်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့အချိန်မှာဖြစ်တာပါဒါပေမဲ့လူတော်တော်များများရေးကြည့်ငန်းကိုပြင်းပြင်းထန်ထန်လုပ်ပြီးတော့မနဲ့အစောကြီးတွေမှာတစ်တော်ကြည့်တာမျိုးဒါမှမဟုတ်အင်တာနက်ပေါ်မှာတခုခုလုပ်နေရင်သူတို့ရဲ့ကြိုးစားမှုအားလုံးကိုဖျက်ဆီးပစ်နေကြတယ်အိတ်ဆက်တယ်ဆိုတာကစိန်ခံမှုတသက်ပဲမဟုတ်ပါဘူးဒါကကြက်သားတိဆောက်ဖို့အတွက်တကယ်ကိုအရေးကြီးတဲ့တတိယမြောက်မန်တိုင်ကြီးပါဂျင်းဆိုတာကကြီးထွားမှုကိုနှိုးစားပြီးတဲ့နေရာမီးဖို့ရောင်ဆိုတာကတော့အားဖြစ်ပြီးတဲ့နေရာဒါပေမဲ့အိတ်ဆက်ခြင်းကတော့မော်ဆန်တဲ့ရလက်တွေတကယ်ထွက်ပေါ်လာတဲ့နေရာပါပဲဒါကိုလစ်လျူရှုထားလိုက်မယ်ဆိုရင်တော့မင်းကဘယ်တော့မှခရီးမရောက်ဘဲနဲ့ရုန်းကန်နေုံပဲရှိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ရေပက်တာကမင်းထင်ထားတဲ့ပိုးပြီးတော့စိုးကျိုးတွေရှိနေလို့ပါအဲ့ရေမောကပဲဂျင်ထဲဝင်သွားတာကလက်ဘရိတ်ကြီးဆွဲထားပြီးတော့ကားမောင်းနေရတယ်လို့ပဲမင်းကအလေးမတဲ့အလှဲ့တွေကြားမှာတန်းဝင်နေမယ်မင်းရဲ့ကစားတဲ့ပုံစံတွေကလည်းမမှန်မဲနဲ့ဖြစ်နေမယ်တုတ်ပြဲမှုတွေနေကွေးမယ်အာယုံစူးစိုက်မှုတွေပျောက်ဆုံးနေမယ်အမားယွင်းဖြစ်ဖို့အတွက်အခွင့်အလမ်းကအမြင့်ဆုံးထိတက်သွားမယ်အဲ့ဒီအမားကနေဒဏ်ရာရသွားပြီဆိုရင်တော့မင်းကဂျင်နဲ့ခွင့်ရက်ရှည်ယူလိုက်ရသူဖြစ်သွားလိမ့်မယ်ဒါပေမဲ့အဲ့ရေပြတ်တာကမင်းရဲ့အမြင့်ဆုံးခွန်အားကိုတော့လုံးဝဖျက်ဆီးပြစ်တာမဟုတ်သေးပါဘူးမင်းအလေးအကြီးတွေကိုတွန်းနိုင်သေးတယ်ဒါပေမဲ့ပြဿနာမင်းပို့ပြီးတော့မြင်မြန်မောသွားလိမ့်မယ်အကြောင်းကတော့အဲ့ရေမောရတဲ့အခါမင်းရဲ့ခန္ဓာကိုယ်ကကြက်တာကိုအားရင်ဖြည့်ပြီးတဲ့ဂလူးကိုကိုစနစ်တကျမသုံးနိုင်တော့လို့ပဲအဲ့ဒါကိုမဖြူပွဲနိုင်တော့ဘူးဆိုရင်မင်းကဘက်ထရီကုန်ကန်ကြီးနဲ့အလုံးလုံးနေရတယ်လို့ပါပဲတညလုံးမအိပ်ပဲနေလိုက်ုံနဲ့မင်းရဲ့ခန္ဓာကိုယ်စနစ်တစ်ခုလုံးကမောက်ကမဖြစ်သွားနိုင်တယ်မင်းရဲ့ကြက်သားတွေကပရိုဒရင်းတွေကိုဖြိုခွဲလာနိုင်တယ်အစီတူလောင်တဲ့အချက်ပြစနစ်တွေကထိမ့်မနိုင်သိမ်းမရဖြစ်လာပြီးတော့ကြက်သားတိဆောက်ရမယ့်အစားခန္ဓာကိုယ်ဖျက်ဆီးနဲ့စပိုးတိမှုတွေကိုရောက်သွားလိမ့်မယ်ပင်မနဲ့လေ့ကျင့်ခန်းတွေနဲ့အတူအဲ့ရေးပြတ်တာကိုပေါင်းစပ်လိုက်ရင်တော့မင်းကအဆိုးဝါးဆုံးသော recovery ကိုဖန်တီးလိုက်တာပဲအဲ့ရေးပြတ်တာကမမြင်ရတဲ့အလေးမအင်ကြီးကိုဝတ်ထားသလိုချက်ချင်းမသိတာပဲမဲ့ကစားတဲ့အလှဲ့တိုင်းကပိုလေးလာပိုနှေးလာပိုပြီးတော့အားနည်းလာနောက်ဆုံးတစ်နေ့မှာတော့ပြဿနာမင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကြောင့်မဟုတ်ဘူးအဲ့ဒီမောဟမှုကြောင့်ဆိုတာကိုမင်းသိလာလိမ့်မယ်ကိုယ်ရမှာတော့တကယ်ဆရာကြီးတွေကမင်းရဲ့ဟော်မုန်းတွေပဲဒီကောင်လေးတွေကကြွက်သားတိဆောင်မှုအတွက်လူမသိသူမသိအလုပ်လုပ်ပြီးနေတဲ့သူရဲကောင်းတွေပေါ့မင်းအိတ်နေတဲ့အချိန်မှာခန္ဓာကိုယ်ကဆောင်းအောက်မှာအနားယူနေတယ်မဟုတ်ဘူးသူကညဆိုင်စင်းနဲ့အလုပ်သမားလိုပဲတက်စတိုစထရုန်းလိုမျိုးကြွက်သားတက်စေတဲ့ဟော်မုန်းတွေကိုအစွမ်းကုန်ထုတ်ပေးနေတာတကယ်လို့မင်းအလေးတုံးကို9မိနစ်လောက်ပဲကင်မွေးရင်တော့တက်စတိုစထရုန်းကကြွက်သားတက်ဖို့နဲ့အစီလောင်ကျွမ်းမှုအတွက်ဘလောက်အရေးကြီးလဲဆိုတော့သိမှာပါဒါပေမဲ့အိတ်ဆက်မှုကိုဖျက်ဆီးလိုက်ရင်တော့မင်းရဲ့ဟော်မုန်းထုတ်လွှတ်မှုတွေကနှောင့်နှေးသွားမယ်ကြက်သားတိဆောက်ရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးနောက်ကျကျန်ရည်ခဲ့မယ်အဲ့ဒါကမှအစားအသောက်အညံ့စားတွေပြင်းကြီးတဲ့လေ့ကျင့်ခန်းတွေနဲ့ပေါင်းလိုက်ရင်တော့ဘာမှတိုးတက်မှုမရှိတဲ့ရလဒ်ကိုမြင်ရလိမ့်မယ်မင်းကငယ်သေးလို့ဒါတွေကမထိခိုက်နိုင်ဘူးလို့မထင်လိုက်နဲ့တပတ်လောက်အိပ်ရေးပြည့်ုံနဲ့မင်းရဲ့တက်စတိုစထရုန်းပမာဏက10ကနေ15ရာခိုင်နှုန်းအထိကျဆင်းသွားနိုင်တယ်ဒါကဂျင်နဲ့ခြေမဖြားခင်တွေကရထားတဲ့ကြက်သားတွေကိုဆုံးရှုံးလိုက်ရတဲ့အတူတူပဲအဲ့ဒီမှနေမရက်သေးဘူးအိပ်ရေးပြတ်တာကစိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ကော်တီဇောကိုလည်းမြင့်တက်စေတယ်ကော်တီဇောကိုကြွက်သားတွေကိုအရေးပြောစေတဲ့အရာလို့မှတ်ထားလိုက်ကောင်းကောင်းအိပ်ဆက်ခြင်းကသူ့ကိုထိန်းချုပ်ထားနိုင်ပေမဲ့အိပ်ရေးပြတ်လာရင်တော့ကော်တီဇောကနေရာယူလာပြီးတော့ကြက်သားတွေကိုဖြိုခွဲမယ် recovery ကိုနှောင့်နှေးစေမယ်ပြီးတော့မင်းကိုအမြဲအားနည်းစေလိမ့်မယ်အိပ်ဆက်ခြင်းဆိုတာကအနားယူဖို့တသက်မဟုတ်ပါဘူးအိတ်ချိန်များရင်တက်စတိုစထရုန်းပိုထွက်မယ်ဆိုလိုတာကကြွက်သားပိုတက်ပြီးတော့အစီပိုကျမယ်ပေါ့ဒါပေမဲ့အိတ်ချိန်ကိုပုံသေးမထားပဲကစားနေုံမယ်ဆိုရင်တော့ကော်ဒီဇောကဘင်းရဲ့ကြွက်သားကိုပျော်ပျော်ကြီးစားပြစ်လိမ့်မယ်ကာဒီယိုတွေအပူလုံးเสียရမလို့အဲ့ယုံမယ်ဒါအိမ်မက်လို့တော့ထင်ရမယ်ဒါပေမဲ့အိတ်ရေးွားတဲ့အခါဘင်းရဲ့ခန္ဓာကိုယ်ကအစီလောင်ကျွမ်းပြီးတော့ကြွက်သားတွေကိုထိမ့်သိမ်းပေးနိုင်တဲ့စက်ကြီးတစ်ခုဖြစ်လာအိတ်ရေးမဝရင်တော့ပြောင်းပြန်ဖြစ်သွား
အေးရေးပြတ်တာကမင်းကိုပို့ပြီးတော့စားလောင်းစီတယ်စီများတဲ့ပီဇာတွေကိုပဲတောင်းတမိနေလိမ့်မယ်အကြောင်းရင်းကတော့ရိုးရှင်းပါတယ်မင်းရဲ့ခန္ဓာကိုယ်စားလောင်မှုအချက်ပြစနစ်တွေကမ္မောက်ကမဖြစ်သွားလို့ပဲဒီအပြင်မင်းရဲ့ discipline တစ်ခုကလည်းကျဆင်းသွားမယ်မင်းပေမန်းနေမယ်အုံနှောက်ကလည်းဝေဝေဝါဝါဖြစ်နေမယ်အဲ့တော့ဘာဖြစ်လဲအချိန်မတော်တွေစားမယ်တွေ့ရအစားအစာတွေကောက်စားမယ်နောက်ဆုံးမှာတော့မင်းရဲ့အစားအသောက်ပလန်ကဗယင်းပတာဖြစ်သွားလိမ့်မယ်ဒါကြောင့်မင်းအားလုံးကိုမှန်အောင်လုပ်နေပါလေနဲ့ဘိုက်ခေါက်ကမကြသွားတာပေါ့အိတ်ဆက်ခြင်းကိုသာပြင်ကြည့်လိုက်ပါဒိုင်းရဲ့လောက်ရတာတည်ငြိမ်လာမယ်အစီချရတာလည်းပို့ပြီးတော့လွယ်ကူလာလိမ့်မယ်ဒီမှာအချက်အလက်တွေရှိပါအဲ့ချိန်ပမာဏ9နာရီဆိုတာကအနည်းဆုံးပဲတချို့က10နာရီဒါမှမဟုတ်9နာရီလိုချင်လို့လူတစ်ယောက်နဲ့တစ်ယောက်မတူပေမဲ့9နာရီအောက်ဆိုရင်တော့ငါတို့စောစောကပြောတဲ့စူးကြိုးတွေကအစုပြုံလာမှာပါအရေးအသေးဘလောက်ကြကြအိတ်လဲဆိုတာတွေမလုံတော့ပါဘူးဘလောက်ကောင်းကောင်းအိတ်ပျော်လဲဆိုတာကလည်းအရေးကြီးပါတယ်10နာရီအိတ်ပေမဲ့အိတ်ဆက်မှုအရေးသွေးကညံ့နေရင်မနေ့ကျရင်ဖုတ်ကောင်ခံစားနေရအောင်ပါပဲဒါကိုပြင်ဖို့အတွက်ပထမဆုံးအရေးကြီးဆုံးအချက်ကအချိန်ပဲညမှမအိပ်ပဲနေ့ဘက်မှာအိပ်မယ်ဆိုရင်ကော်ဒီဇောကပုံမှန်အတိုင်းကျမသွားဘူးဘာလို့လဲဆိုတော့မင်းရဲ့ခန္ဓာကိုယ်မှာ circadian rhythm လို့ခေါ်တဲ့ကိုယ်တွင်းနာရီရှိနေလို့ပဲအလင်းရောင်ရှိရင်နိုးနေရမယ်မှောင်ရင်အိပ်ရမယ်ဒါကြောင့်တဘာဝနာရီကိုလေးစားပြီးတော့ညတိုင်းအချိန်မှန်မှန်အိပ်မယ်ဆိုရင်အိပ်ဆက်တဲ့နာရီတိုင်းကနေရလဒ်တွေအများကြီးရလိမ့်မယ်ဒုတိယအချက်ကတော့အပူချိန်အိမ်ခန်းကချွေးထုတ်ခံလို့ပူနေရင်တော့ကံကောင်းပါရွေရာသီညတွေမှာချွေးတစ်လုံးလုံးနဲ့ဟိုဘက်ဒီဘက်လူးလိမ့်နေရတာကိုမမှတ်မိပါဘူးအပူချိန်ကို18ကနေ20ဒီဂရီစင်တီဂရိတ်ကြားမှာထားပါအေးလွန်းတာလည်းမဟုတ်ပူလွန်းတာလည်းမဟုတ်ပဲအေးမြနေပါသည်တတိယအချက်ကတော့စူညံတန်တွေပါမင်းရဲ့အုံနောက်ကပုံမှန်ကြားနေကြကားသံတွေကိုလီလျူရှုနိုင်ပေမဲ့မနက်2နာရီမှအမှတ်မထင်ထွက်လာတဲ့ကားဟွန်းတန်မင်းကိုနိုးသွားစေတယ်ဒါကြောင့်မလို့အခန်းကိုတိတ်ဆိတ်အောင်ထားပါမြို့ထဲမှာနေရဆိုရင်တော့နှစ်ချက်တွေကိုသုံးပါနောက်တစ်ခုကအိပ်ရမင်းရဲ့မွေးရကနဗန်းတက်ထားလို့ဖြစ်နေဒါမှမဟုတ်ခေါင်းကအုတ်ခဲလိုမာနေရင်တော့မနေ့ကလေပင်နာပြီးတော့နိုးလာတာမဆန်းပါဘူးမင်းရဲ့အိပ်ရမှာသုံးတဲ့ပစ္စည်းတွေကိုအစစ်မြင်ပါမင်းရဲ့ကြော်ရုပ်ကမင်းကိုကျေးဇူးတင်နေပါလိမ့်မယ်နောက်ထပ်တစ်ခုကတော့ blue light တွေပါဖုန်း laptop TV တွေကမင်းရဲ့ melatonin ကိုနှောက်ယှက်တယ်ဒါကြောင့်အိတ်ခါနီးအနည်းဆုံးမိနစ်30အလိုမှာဖုန်းချတာပါဖုန်းပုတ်မဲ့အစားစာအုပ်ဖတ်တာမျိုးလုပ်ပါဖုန်းဆွဲနေရင်တော့ဖုန်းကိုတခြားအခန်းမှာထားခဲ့ပါနောက်ဆုံးအချက်ကတော့ကဖေးမှာညနေ9နာရီမှာ pre-workout တောက်ပြီးတော့မနက်2နာရီကြာမှမျက်နှာချက်ကိုငေးနေရတော့အောမနေပါနဲ့ကဖေးကမင်းထင်တာတဲ့ပိုကြကြခံတယ်12နာရီလောက်အထိမင်းကိုနှောက်ယှက်နိုင်တယ်ဒါကြောင့်ကဖေးကိုနေ့တစ်ဝက်ရဲ့ပထမပိုင်းမှာပဲတောက်ပါဒီချက်လေးတွေကိုပြင်လိုက်မယ်ဆိုရင်မင်းပို့ပြီးတော့မြန် recovery လုပ်နိုင်မယ်ကြက်သားပူတက်မယ်ရင်ထဲမှာဖုတ်ကောင်လိုဖြစ်နေတာရပ်တန့်သွားမယ်တကယ်လို့မင်းကဒီဗီဒီယိုမနေ့2နာရီမှာကြည့်နေတာဆိုရင်တော့မင်းကိုမင်းတနားရင်ဒီဗီဒီယိုပိတ်လိုက်ခေါင်းပေါ်ကောင်းချပြီးတော့အိတ်လိုက်တော့